ဒီနေ့ကတော့ Orange Blackpink concert သွားတဲ့ vlog လေးကိုတင်ပေးမှာဖြစ်ပါတယ်စိတ်ဝင်စားရင်လိုက်ကြည့်ကြပါနော် Orange ရောက်သွားတဲ့အချိန်ကနေ့လယ်ပိုင်းဖြစ်တာကြောင့်မို့လူနေနေတာပေါ့နော်အားနဲ့တပုံလေးရိုက်ပါတယ်တယောက်တည်းသွားရဲဆိုပြီးမြဲတွေ့လူလက်ခိုင်းတာပေါ့နော်တော့ Manchester တီတော့ပဲပေါ့နော် Orange ကတော့ T-shirt တစ်ထည်လေးဝယ်လာပါတယ်ပြီးရနဲ့ဟိုချီတီချီနဲ့ photo book လေးတွေ့လို့ထပ်ပြီးတော့ရိုက်ခဲ့ရပါတော့ဒီကတော့ Orange တို့ပေါ့နော် photo book ကို free ရိုက်လို့ရတယ်ဆိုလို့ရိုက်ခဲ့တာပေါ့နော်ပထမတစ်ပုံကတော့ Orange စင်တင်ဖြစ်နေတဲ့ပုံမှာတပုံလေးရိုက်တယ်ပေါ့နော်အဲ့မှာတတိထားမိလိုက်တာတိတ်မညီဘူးဆိုတော့ကိုကတိုက်ခွင်တမဆိုမနေနိုင်ဘူးလိုက်ညှိပေးနေတယ်အပြီးတော့လေတပုံလေးလိုက်ရိုက်တယ်ပေါ့နော်အမှလိုက်ရိုက်ပြီးတဲ့အမကတော့တော်တော်လေးကိုအားဆိုင်ပြောပေါ့နော်အမျိုးမျိုးတော့ post လုပ်ခိုင်းတာကိုကတော့ရှက်နေရပေါ့နော်ဒါနဲ့ပဲအမလိုက်ပြီးတော့တူစားတယ်ပေါ့နော်အမချက်ကြော်တွေရောတခြား salmon ရောပြီးတော့ဒီတင်မော်တီတုပ်ပေါ့နော်သူကဝယ်ကြီးတာပါပြီးတော့ Orange တို့4နိုင်ရောက်တော့open စားတယ်ပေါ့နော်အားနဲ့သွားတန်းစီပါတယ် Orange တော့ကွေးနေကိုမြန်ဝင်ချင်တာကြောင့်မို့သွားပြီးအစိုးရသွားတန်းစီလိုက်တယ်ပေါ့နော်ဒါနဲ့ Orange တို့က E8 ဆိုတော့ Orange ရဲ့ seat ကလည်းဒီမှာပဲဝင်ရမှာပေါ့နော်ရောက်သွားတယ်လေမြင်ကွင်းရဲ့ခန်းစားချက်ကလေတော်တော်လေးကိုလေအရန်ကိုဘယ်လိုပြောမလဲဖော်ပြလို့မရအောင်ပျော်တယ်ပေါ့နော်ဒါနဲ့ပဲ Orange က light stick ထုတ်တယ်တပုံရိုက်တယ်ပေါ့နော်ပွဲစားပါပြီကျွန်မချီနေတဲ့ပုံမှာဘယ်လိုတရားလဲအဲ့ဒါကိုရှင်းပြပါမယ်ပြီးသွားတဲ့အချိန်ကျတော့ပြန်ဖို့လုပ်ကြတယ်ပေါ့နော်ကွန်ဆာတ်ထဲမှာကျတော့ပြန်ထွက်လာတဲ့ကျန်လူအများများတော့ခဏလေးစောင့်ပြီးမှပြန်ကြတယ်ပေါ့နော်လုံးထီးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye